ဂျပန်လိုနိုင်ငံမျိုးမှာတဲကန်နိုင်ရရှိရဆိုရင်ယုံကြမလား။ခဲရှိရပါ။ပြီးခဲ့တဲ့တစ်ခါကုမ္ပဏီရဲ့ sponsor trip နဲ့ဂျပန်နိုင်ငံရဲ့တစ်ခုတည်းသောတဲကန်နိုင်ရရှိရနေရာကိုဖြစ်ခဲ့ပါတယ်။အဲ့နေရာလေးကတော့ဂျပန်နိုင်ငံရဲ့ Tottori Prefecture မှာရှိတာ။သူကမြင်သာအောင်ပြောရမယ်ဆိုလို့ရှိရင်ဂျပန်ပင်လယ်အော်ဘက်ခြမ်းမှာရှိရဲ့ကန်ယူရန်မြို့လေးပေါ့နော်။သူတို့က Kyushu ကနေသွားတာဆိုတော့လန်ခီကတော့တော်တော်လေးဝေးတယ်။နေ့တစ်ဝက်လောက်ကိုယထာစီးပြီးတော့သွားရတယ်ပေါ့နော်။ယထာလမ်းကြောင်းကလည်းတဆင်နဲ့မရောက်ဘူး။福岡ကနေပြီးတော့ဟီမဲကြီးဆိုတဲ့နေရာအထိကို新幹線အမြန်ယထာစီးရတယ်။အဲ့ဟီမဲကြီး station ကနေပြီးတော့အမြန်ထားစီးပြီးတော့တိုတိုရီထီကိုသွားရပါတယ်တိုတိုရီရောက်တော့မှသူတို့ကဘတ်စကားပြောင်းပြီးတော့ထပ်စီရမှာပါသူတို့ဒီခီးစဉ်ကကြတော့ကုမ္ပဏီရဲ့နှစ်စဉ်ဝန်ထမ်းတွေကိုပို့ပေးတဲ့ vacation trip ဆိုတော့အကုန်လုံးကိုတို့ကုမ္ပဏီကစီစဉ်ပေးတာဆိုတော့သူတို့ကအသင့်လေးလိုက်သွားလိုက်အောင်ပဲလန်ခီကုန်ကြစိတ်ကလည်းအားလုံး sponsor ပါပိုလက်ဆောင်ပစ္စည်းပေးခြင်းလို့ဝယ်ထားလွယ်လို့ကျွန်တော်3ရက်တာကုန်ကြစိတ်အားလုံးကကုမ္ပဏီကနေပြီးတော့အိမ်မဲ့ဝန်ထမ်းတွေအကုန်လုံးကို sponsor ပေးတာဖြစ်ပါတယ်သူလိုမျိုးခီးသွားရတာအရင်သဘောကျတဲ့လူတွေကတော့လေဂျပန်ကုမ္ပဏီတွေမှာအလုပ်လုပ်ရတာတိတ်ကိုဟန်ကြတာပဲတနစ်ကိုတစ်ခေါက် free trip သွားရတယ်တစ်ခါတလေကြာရင်လည်းနိုင်ငံခြားခီးစဉ်တွေတောင်သွားရသေးတယ်ဒီနေ့ရဲ့ကုမ္ပဏီခီးစဉ်တွေကတော့တူတူရီရဲ့တဲကနာယာကိုသွားတဲ့ခီးစဉ်တွေနဲ့စတင်လိုက်ပါတယ်ခုတော့နေ့လယ်စားလဲစားပြီးဆိုတော့အရင်ဆုံးတဲနဲ့လှုပ်ထားတဲ့ပြတိုက်ကိုအရင်သွားလိလာဖြစ်တယ်အခုမြင်နေရတဲ့တဲရုပ်ကြီးတွေကတူတူရီမှာရှိတဲ့တဲတွေကိုသုံးပြီးတော့စပိန်နိုင်ငံရဲ့အထင်ကြီးပုံကိုယ်တွေရဲ့ရုပ်ထုတွေပါတယ်ပြီးတော့အဆောက်အဦတွေကိုပုံတူဆွဲထားတဲ့ art museum ကြီးပေါ့နော်ခုကတော့သူတို့တွေတူတူရီရဲ့တကယ်တဲကနာယာလို့ခေါ်တဲ့နေရာကိုကေဘယ်ကားစီးပြီးတော့သွားနေပါတယ်ဒီနေရာလေးကလေနေတာတဲ့နေလေးဆိုလို့ရှိရင်တိတ်ကိုလှမှာသူတို့သွားတဲ့အချိန်ကဂျပန်နိုင်ငံရဲ့ဆူယူဆိုတဲ့ဒီမိုးတွင်းလိုကာလာမျိုးပေါ့နော်မြင်တဲ့အတိုင်းပဲမိုးတွေရွာအဲ့ဒါကိုသူတို့အဖွဲ့တွေလုံးဝဆွဲမလျှော့ပဲနဲ့အဲ့ဒီရဲ့တဲခုံးအပေါ်ထိတ်ထီကိုတက်ပြီးတော့ဂျပန်ပင်လယ်ကိုကြည့်မယ်ဆိုပြီးတော့အာတက်တရောတက်နေကြပါတယ်မိုးကအရန်မသိပြီမဲ့လီကအရန်ထန်နေတဲရလဲဆွဲအဲ့ဒါကိုတောင်ကုန်းပေါ်ကိုမရကုတ်ကနဲ့တက်ခဲ့ရတာတကယ်ကိုအမှတ်တရပါပဲကိုရောစုတို့အဖွဲ့တွေကတော့ကျွတ်ဆုံလေးဖြစ်နေပေါ့နော်တခြားအဖွဲ့တွေကတော့သူတို့ကအရင်ပြောင်းသွားနေပြီနေသားရမျိုးတွေဆိုရင်တော့ဒီမှာတခြား activity အနေနဲ့တဲကန်နာရဆိုတော့တစ်ကလောစီးတာမျိုးတွေလုပ်လို့ရတယ်ခုကတော့မိုးတွေရွာနေတော့ဘာမှမလုပ်ခဲ့ရဘူးပေါ့နော်တဲတွေနဲ့တော့မစော့ခဲ့လိုက်ရအောင်တဲကန်နာရအပြန်မှာတော့တူတူရီရဲ့နောက်ထပ်နာမည်ကြီးရဲ့နေရာတစ်ခုဖြစ်တဲ့ manga factory တစ်ခုလည်းရောက်ခဲ့တယ်ဒီနေရာလေးကတော့ Conan fan တွေမဖြစ်မနေလာကြတဲ့နေရာလေးပေါ့နော်သူကတော့ Conan အကြောင်းကိုသိမသိ manga လည်းမဖတ်ဘူးတလို့ anime လည်းမကြည့်ဘူးသူရဲ့အလောက်က junior ဂျပန်မှာလေးကတော့ Conan ရဲ့ hardcore fan ပေါ့နော်ဆိုလို့ရှိရင်သူတို့ Conan ကိုဖန်တီးခဲ့တဲ့သူကိုဂုဏ်ပြုတဲ့အနေနဲ့ဒီပြတိုက်လုပ်ထားတယ်အဲ့ပြတိုက်ထဲမှာဆိုလို့ရှိရင်ဇာရေးဆရာရဲ့ငငယ်လေးတွေကသူ့ရဲ့ဖန်တီးမှုလေးအကြောင်းပါတယ်ပြီးရင် Conan ဇလန်ထဲမှာပါတယ်ဆက်ဆံပြပြတီထွင်မှုတွေကိုလည်းပြသထားတယ်တငယ်ချင်းတွေအချင်းချင်းပေါ့နော်ရှင်ပြိုင်ဆော့လို့ရတဲ့ game လေးတွေလည်းရှိတယ်စုလိုမျိုး Conan ပရိသတ်တယောက်မဟုတ်တာတော့မှအထဲမှာအဲ့လိုမျိုးရှောက်ပတ်ကြည့်နေရတာကတော်တော်လေးပျော်စရာကောင်းတယ်ပြီးတော့အထဲမှာက Conan နဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေလည်းမျိုးစုံဝယ်လို့ရတယ်လို့ပြတိုက်အပြင်ဘက်မှာလည်း Conan နဲ့က character တွေနဲ့အတူတူလက်ပုံတွဲလဲရိုက်လို့ရတဲ့နေရာတွေလည်းအများကြီးရှိတယ်အဲ့တော့ Conan fan နေတာဆိုလို့ရှိရင်ဒီနေရာနေတောင်ပြန်ကျင်မှာတော့မဟုတ်ပေါ့နော်အဲ့လောက်ကိုတော်တော်လေးမိုက်တယ်ကိုကတော့ဟိုတယ်ပြင်ရောက်ပြီးတော့ခဏနာတယ်ဒီဝန်ထမ်းတစ်ယောက်ကိုတစ်ခန်းစီသူတို့ဒီတစ်ခေါက်ကကြတော့ဟိုတယ်နှစ်ခုပြောင်းရမယ်ပထမတစ်ရက်မှာကျတော့ဒီဟိုတယ်ပေါ့နော်ဒုတိယတစ်ရက်ကျလို့ရှိရင်တော့ဒီယိုကန်ပေါ့နော် Japanese ဒီ traditional hotel ပေါ့နော်အဲ့လိုမျိုးနေရာမှာတက်ရမှာဒါကတော့ပထမနေ့ရဲ့ဟိုတယ်ကန်လေးပါဂျပန်နေနဲ့ခီးသွားရတာလေတခုကောင်းတာကအခီးစဉ်တစ်ခုလုံးကအစီအစဉ်ဆွဲပြီးသားဘယ်အချိန်မှာဘယ်ဝေသွားမယ်ဘယ်နှစ်နာရီထိနေမယ်နေ့လယ်စာဆိုရင်ဘယ်ချိန်စားမယ်ညစာဆိုရင်ဘယ်ချိန်စားမယ်အကုန်လုံးကအတိအကျပေါ့နော်အခုဆိုရင်လည်းညနေ6နာရီမှာဆိုတော့ခါနီဆိုတဲ့ကနန်းအရန်စားကောင်းတဲ့တူတူဒီမှာအရန်နာမည်ကြီးရဲ့ Japanese restaurant တစ်ခုကိုရောက်နေပါတယ်ဒီဇိုင်းလေးကလည်းနှစ်ပေါင်း90ကျော်လောက်ထဲကရှိရလို့ပြောတယ်ဒီဇိုင်းရဲ့ signature က crab ဆိုတဲ့ဒီကနန်းအနီအောင်အကြီးကိုစားရတာသူကလေစားလို့တော်တော်ကောင်းတယ်ပြီးတော့ကနန်းကအသားတွေအကုန်လုံးနဲ့ပြည့်နှစ်ပြီးတော့တော်တော်လေးစားကောင်းတယ်ပြီးတော့တခြားအစားအစာလေးလည်းတော်တော်စားကောင်းတယ်အဲ့မှာစုအရန်သဘောကျတာဆိုလို့ရှိရင် starter အနေနဲ့တိုက်တဲ့ ume shu ဆိုတဲ့ဟာလေးတော်တော်လေးတောက်လို့ကောင်းတယ်သူကဟို alcohol မပါဘူးပြီးတော့တခြားနောက်ထပ်ကောင်းတဲ့ဟာတခုရှိတယ်အဲ့ဒါကသူကနောက်ဆုံးမှကျွေးတယ်ထမင်းပေါ်မှာဝါကာမဲကိုလို့ခြေပြီးတော့စားရတဲ့နောက်ဆုံးရှီမဲဟောဟန်ပေါ့နော်နောက်ဆုံးမှစားရတဲ့ထမင်းအဲ့ဒီဝါကာမဲအရသာကလည်းအဲ့လိုပဲချင်ပြုံးလေးတစ်ဆက်လေးကတော့ရိုးရိုးရှင်းရှင်းတီးလေးပဲစားပြီးတော့ညစာလေးကတော့8နာရီခွဲ9နာရီလောက်မှပြီးပါတယ်ညစာစားပြီးရဲ့အပြန်မှာတော့တချို့တွေကလည်းဟိုတယ်ပြန်ပြီးတော့နားကြတယ်သူတို့ကတော့နောက်ထပ်နီးကြီးကိုင်းဆိုပြီးတော့ကာရာအိုကေသွားဆိုကြပါတယ်ဒါလေးကတော့ကုမ္ပဏီကလိုက်ပို့ပေးတဲ့ vacation trip ရဲ့ပထမတစ်ရက်တာခီးစဉ်လေးပဲဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းအဆက်လေးလာမှမလို့စီရဲ့ blog လေးတွေကိုစောင့်ကြည့်ပေးပါအောင်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် blog တွေမှာပြန်တွေ့မယ်နော် bye bye
だってさっきのやつはデュエットが歌ったよ